အားလုံးပဲမင်္ဂလာပါဗျာ Resport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်အတွင်း Manchester United ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့အခြေအနေတွေကစားသမားဝင်ထွက်သတင်းတွေနဲ့နီးပြအမိုရင်ရဲ့အစီအစဉ်အချို့အကြောင်း The Athletic ကဖော်ပြထားတာတွေကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျာ United တို့အနေနဲ့ Brentford တောင်ပိုင်းကစားသမား Bryan Mbeumo ကိုခေါ်ယူနိုင်ရေးအတွက်ဆက်လက်ကြိုးစားနေသေးပဲဖြစ်ပါတယ်Mbeumo ကိုယ်တိုင်ကလည်းယခုနေရာတည်တဲ့အသင်းပြောင်းမယ်ဆိုပါက United တို့သာပြောင်းရွှေ့ရန်ဆုံးဖြတ်ထားကြောင်း Brentford နဲ့ Spurs ကိုအသိပေးပြောကြားခဲ့ပါတယ်။ United ရဲ့ဒုတိယအကြိမ်ပေါင်55တန်းနဲ့အပိုစုကြီးပေါင်9.5တန်းကမ်းလှမ်းမှုကို Brentford ဘက်ကညှင်းပယ်ခဲ့တော့လဲနှစ်သင်းကြားဆွေးနွေးမှုများဆက်လက်လှုပ်ဆောင်နေသေးပဲဖြစ်ပါတယ်။ United တို့အနေနဲ့ဘောလုံးရသည်ကြိုလေ့ကျင့်ရေးအတွက် Mbeumo ကိုအချိန်မီခေါ်ယူလို့တော့လဲငွေကြေးသုံးစွဲရတဲ့စီကန်းရှိလိုပြီးယခုပြောင်းရွှေ့ကာလအတွင်းကစားသမားများအတွက်လွန်ကဲစွာပေးချေလိုခြင်းမရှိကြောင်းကြားသိရပါတယ်။နောက်ထပ်ကြားသိရတဲ့သတင်းအရပါရာဂွေးကလပ် Cerro Porteño မှအသက်18နှစ်အရွယ်ဘယ်နောက်ခံလူ Diego Leon သည်ပေါင် 3.2 တန်းဖြင့်အပြောင်းရွှေ့အပြီးသက်နိုင်ရန်ယခုအပတ်အတွင်း Manchester သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်။လက်ရှိတိုက်စစ်မှု Rasmus Højlund သာအသင်းမှထွက်ခွာခဲ့ပါက Aston Villa မှ Oli Watkins သည် United တိုက်စစ်ပိုင်းအတွက်ဖြစ်နိုင်ခြေရှိသည့်ပြစ်မှတ်တစ်ခုဖြစ်ကြောင်းသတင်းတွေကဖော်ပြလာပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ပိုင်းက Marcus Rashford ၏အနာဂတ်နှင့်ပတ်သက်၍ Aston Villa နှင့်ဆွေးနွေးစဉ်ကတည်းက United အမှုဆောင်များအနေဖြင့် Watkins ကိုယခုနေရာသီတွင်ခေါ်ယူရန်ထည့်သွင်းစဉ်းစားခဲ့ကြောင်းသိရပါတယ်။ Watkins ဟာ Villa အသင်းအတွက် Premier League 184ပွဲကစားပေးထားပြီး85ဂိုးသွင်းယူထားနိုင်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကအာဆင်နယ်အသင်းဟာ Watkins အတွက် Villa နဲ့ဆွေးနွေးခဲ့ရမှာတော့ Villa အသင်းဘက်မှပေါင်တန်း60အခါချင်းငွေတောင်းခံခဲ့ကြောင်းသိရပါတယ်။အာဆင်နယ်အသင်းအနေနဲ့ကတော့ကစားသမားဟာပေါင်တန်း40ရာတန်မိုးရှိတယ်ဟုသတ်မှတ်ခဲ့သောကြောင့်အပြောင်းရွှေ့ရာအောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ United တို့အနေနဲ့ကစားသမားရဲ့ Premier League အတွေ့အကြုံပြေဝမှုအပေါ်သဘောကျလျက်ရှိနေပေမဲ့အသက်29နှစ်အရွယ်တိုက်စစ်မှုကိုတကယ်ပဲခေါ်ယူသွားမလားဆိုတာကိုတော့စောင့်ကြည့်ရမယ်ဗျာ။တိုက်စစ်ပိုင်းအတွက် Hugo Ekitike နဲ့ Victor Gyökeres တို့ကိုပါစိတ်ဝင်စားနေတော့လေယခုထိတော့ပြောင်းရွှေ့နဲ့ပတ်သက်လို့ထူးခြားမှုမရှိသေးပါဘူး။ကွင်းလယ်ပိုင်းနဲ့ပတ်သက်လို့ Philip Mecha နဲ့ချိတ်ဆက်မှုတွေရှိနေပေမဲ့ United ကတော့ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့အဆက်အသွယ်မလုပ်ရသေးသလိုBorussia Dortmund ကလည်းအသက်24နှစ်အရွယ်ကစားသမားကိုဒီနေရာဒီမှာထောက်ခွင့်ပြုဖို့ရည်ရွယ်ချက်မရှိကြောင်းကြားသိရပါတယ်။လက်ရှိတွင် United ရဲ့အဓိကအာရုံစိုက်မှုမှာ Bryan Mbeumo အတွက် Brentford နဲ့သဘောတူညီမှုရရှိရန်ဖြစ်ပြီးနောက်ထပ်ကစားသမားအသစ်တွေခေါ်ယူနိုင်ရန်အတွက်တော့ကလပ်ရဲ့အနာဂတ်စီဇန်မှာမပါတော့တဲ့ကစားသမားများကိုရောင်းထုတ်နိုင်ရေးပဲဖြစ်ပါတယ်။ Marcus Rashford ရဲ့အပြောင်းရွှေ့အနေနဲ့ကတော့ကစားသမားကိုအပြီးသက်ဝယ်ယူမှုထက်အငှားခေါ်ယူနိုင်ရေးကိုသာကလပ်တွေအနေနဲ့ပုံမစိတ်ဝင်စားနေကြပါတယ်။ Rashford အနေနဲ့ကတော့ဘာစီလိုနာအသင်းကိုသာပြောင်းရွှေ့ကစားရန်စိတ်အားထက်သန်နေကြောင်းသိရပါတယ်။ဂါနာချိုကိုတော့ Chelsea အသင်းကစိတ်ဝင်စားလျက်ရှိနေပြီးကစားသမားကိုယ်တိုင်ကလည်း Premier League မှာကစားရန်သာအလိုရှိနေတာဖြစ်ပါတယ်။ Juventus အသင်းကတော့ Jadon Sancho ကိုစိတ်ဝင်စားနေပြီးအပြီးသက်ပြောင်းရွှေ့နိုင်ဖို့ကတော့ကစားသမားရဲ့လောက်ခလာတာမြင့်မားနေခြင်းကအဟံအတားဖြစ်နေခဲ့တာပါ။အန်တိုနီကတော့ Real Betis နဲ့ဆွေးနွေးမှုများဆက်လက်လှုပ်ဆောင်နေသည့်အတွက်အသင်းမှထွက်ခွာရန်အလားအလာအများဆုံးကစားသမားအဖြစ်ရှိနေသေးဖြစ်ပါတယ်။ဒါပေမဲ့ Betis ရဲ့အားကစားဒရိုက်တာကတော့အသက်25နှစ်အရွယ်ကစားသမားကိုအပြီးသက်ခေါ်ယူရမှာအလွန်ရှုပ်ထွေးသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်းပြောကြားထားပါတယ်။မီတီသဘောတူညီမှုရခဲ့သည်ဖြစ်စေ United ဘက်မှအန်တိုနီလောက်ခလာတာတစ်စိတ်တစ်ပိုင်းကိုထောက်ပံ့ပေးရပွဲရှိနေပြီးထို့အတွက်ကစားသမားကိုနောင်တွင်ပြန်လည်ရောင်းချပါက United တို့အနေနဲ့အပိုစုကြီးခံစား권ရရှိအောင်ထည့်သွင်းချုပ်ဆိုနိုင်ခြေရှိကြောင်း Athletic ကဖော်ပြထားပါတယ်။ Manchester United အားပေးသူညီကိုတွေလည်းအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။စိတ်ဝင်စားဖွယ်သတင်းတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ Like and Subscribe လေးလုပ်သွားပေးကြပါအောင်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။